ဂုဏ်နှစ်ဦးရင်ဆိုင်ဘူးခြင်းမရှိသေးတဲ့မက်ဆီနဲ့ဟယ်ရီကိန်းရဲ့ပွဲစဉ်လူတိုင်းကလီယိုနယ်မက်ဆီကိုသိတယ်လူတိုင်းကဟယ်ရီကိန်းကိုသိဒါပေမဲ့သင်သိပါသလားမက်ဆီရဲ့ကမ္ဘာဖလားကယ်ရီယာနှစ်ပေါင်း20တာတစ်လျှောက်လုံးဟယ်ရီကိန်းရဲ့ International ကယ်ရီယာတစ်လျှောက်လုံးမှာဒီနှစ်ယောက်တခါမှပွဲထဲမှာရင်ဆိုင်ခဲ့ဘူးခြင်းမရှိသေးပါဘူး group stage ပွဲတွေမှတ်မထားပါနဲ့ knockout stage ရောfriendly ပွဲတွေရောဒီနှစ်ယောက်ရဲ့လမ်းကြောင်းကဘယ်တော့မှမစုံဘူးမိပါဘူးဇူလိုင်15ရက်အတလန်တာစတေဒီယမ်မှာဒီသမိုင်းကြောင်ကပြောင်းလဲတော့မှာပါဒီဗီဒီယိုမှာဒီပွဲစဉ်ရဲ့နောက်ွယ်ကဇလံကိုအပြည့်စုံပြောပြပေးသွားပါမယ် Okay အဲ့မှာဖူဘောမှာပြန်နေပြီးကြိုးဆိုလိုက်ပါတယ်ပိုင်းတဲ့အင်္ဂလန်ရဲ့ခက်ခဲတဲ့ခီအင်္ဂလန်အတွက်ဒီဆီမီဖိုင်နယ်ရောက်လာမှုကလွယ်လွယ်ကူကူရောက်လာတာမဟုတ်ပါဘူး2018ကမ္ဘာဖလားမှာခရိုအေးရှားကိုရှုံးနိမ့်ပြီးနောက်ပိုင်း8နှစ်ကြာဆီမီဖိုင်နယ်ကိုပြန်ရောက်ဖို့စောင့်ဆိုင်ခဲ့ရတာပါဂရုစိတ်ကခရိုအေးရှားကို 4-2 နဲ့အနိုင်ယူပြီးစတင်ခဲ့တဲ့အင်္ဂလန်ရဲ့ခီးကအဲ့ဒီနောက်ပိုင်းပြပြမဖြစ်ခဲ့ပါဘူးဂရုစိတ်အလယ်ပိုင်းမှာရှုံးနိမ့်မှုနဲ့ကြုံခဲ့ရပြီးဖန်တွေက3 line ရဲ့ချီတက်မှုကိုစိုးရိမ်ခဲ့ပါတယ်ဒါပေမဲ့ကစားသမားတို့ရဲ့စူးစမ်းမှုကြောင့်ဒီအချက်တဲကနေချီတက်နိုင်ခဲ့တာပါဘယ်လင်ဟန်နဲ့ဟယ်ရီကိန်းဒီကစားသမားနှစ်ဦးကဒီကမ္ဘာဖလားမှာ6ပေါင်း6လုံးစီသွင်းနိုင်ခဲ့ပြီးဒါကအင်္ဂလိပ်ကစားသမားတို့ရဲ့ကမ္ဘာဖလားတပွဲအတွင်းအများဆုံးဂိုးရမှုနဲ့တန်းတူဖြစ်ပါတယ်ကွာတာဖိုင်နယ်မှာနော်ဝေးကို2-1နဲ့အနိုင်ယူပြီးအင်္ဂလန်ဟာဆီမီဖိုင်နယ်ကိုပြန်ရောက်လာနိုင်ခဲ့ပါတယ်ဟယ်ရီကိန်းအတွက်ဒါကအထူးအရေးကြီးတဲ့ခေတ်တခုပါသူ့ရဲ့ International Career တစ်လျှောက်လုံးမှာဒီလောက်ထိချင်းကပ်ဘူးခြင်းမရှိသေးတဲ့ခဏတာတစ်ခုပါအပိုင်းနဲ့အာဂျင်တီးနား၏အနာဂတ်ချန်ပီယံလမ်းကြောင်းတစ်ဖက်မှာတော့ defending champion အာဂျင်တီးနားရှိပါတယ်ဒါပေမဲ့ဒီခီးလဲလွယ်ကူတာမဟုတ်ပါဘူးကွာတာဖိုင်နယ်မှာဆွစ်ဇာလန်ကိုရင်ဆိုင်ရချိန်မှာ extra time ထိဆွဲသွားခဲ့ပါတယ်ပုံမှန်ချိန်ကုန်ချိန်မှာ1-1နဲ့ရမှတ်ညီနေတော့ဂျူလီယန်အေဗရက်112မိနစ်မှာဂိုးသွင်းပြီးအာဂျင်တီးနားကိုဆွဲတင်ပေးလိုက်ပါတယ်10မိနစ်ခန့်အကြာမှာလီဆန်ဒရိုမာတီးနက်စ်ကတတိယဂိုးထပ်မံဖြည့်ပြီးပွဲကိုဆုံးသက်ပေးခဲ့ပါတယ်မက်ဆီနီနဲ့အသက်39နှစ်ရောက်နေပါပြီဒါကသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်နိုင်ခြေများပါတယ်ဒါကြောင့်ဒီပွဲစဉ်တစ်ခုချင်းစီဟာသူ့အတွက်ပို့ပြီးတော့အတိတ်ပဲရှိလာပါတယ်စရင်အင်းများကိုပြန်ကြည့်မယ်ဆိုရင်အာဂျင်တီးနားဟာဒီပြိုင်ပွဲတစ်ခုလုံးမှာအများဆုံးဂိုး18လုံးအထိသွင်းနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်မက်ဆီကိုတိုင်းကလည်းကမ္ဘာဖလားသမိုင်းတစ်လျှောက်စုစုပေါင်းဂိုးအရေအတွက်22လုံးနဲ့အမ်ဘာဘေရဲ့ဂိုးအလုံး20ထက်ကိုရှေ့ကနေဦးဆောင်နေစေဖြစ်ပါတယ်အပိုင်း3ဒီနှစ်ဦးဘာကြောင့်တစ်ခါမှမတွေ့ဘူးသေးတာလဲဒီလိုကဘာကျော်ကစားသမားနှစ်ဦးနှစ်ဆောင်ကမ္ဘာဖလားများမှာကစားနေခဲ့ကြပေမဲ့ဘာကြောင့်တစ်ခါမှမတွေ့ဘူးသေးတာလဲမက်ဆီရဲ့ကမ္ဘာဖလားခရီးက2006ခရဲကစတင်ခဲ့ပါတယ်ဟယ်ရီကိန်းရဲ့အင်္ဂလန်ဒီဘက်ကာလကတော့ဒီထက်နောက်ကျပါတယ်နှစ်ဖွဲ့လုံးရဲ့ knockout stage လမ်းကြောင်းများဟာရခိုင်ကမ္ဘာဖလားများမှာတစ်ခါမှမကိုက်ညီခဲ့ဘူးပါဘူးတစ်ဖွဲ့ကတစ်ဖက်ဘက်ကနေပြီးတော့ထွက်ခွာခဲ့ကြပြီးဒီနှစ်ယောက်ချင်းဆိုင်ရမယ့်အခွင့်အရေးကဘယ်တော့မှမရောက်ခဲ့ပါဘူးဒီတစ်ချိန်ကတော့မတူတော့ပါဘူးဒီပွဲစဉ်ရဲ့အတိတ်ဘက်ကဂိုးရေအတွက်ချင်းရှင်အောင်တက်မဟုတ်ပါဘူးမက်ဆီနိုင်ရရင်ဒီယာဂိုမာရာဒိုနာကိုကျော်လွန်ပြီး back to back ချန်ပီယံဖြစ်လာနိုင်ပါတယ်ဟယ်ရီကိန်းနိုင်ရရင်အင်္ဂလန်ကိုနှစ်60ကြာစောင့်ဆိုင်နေခဲ့တဲ့ကမ္ဘာဖလားဖိုင်နယ်ကိုပြန်ရောက်စေနိုင်ပါတယ်နှစ်ဖက်စလုံးအတွက်ဒါဟာသူတို့ရဲ့ career ရဲ့အရေးကြီးဆုံးညနေခင်းတစ်ခုဖြစ်နေပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရရင်အတလန်တာစတေဒီယမ်မှာကမ္ဘာဘောလုံးတပိုင်းကစောက်ဆိုင်ခဲ့တဲ့တွေးဆုံမှုတစ်ခုပြီးမြောက်တော့မှာပါမက်ဆီ vs ဟယ်ရီကိန်းကမ္ဘာတိဂိုးသမားနှစ်ဦးပထမဆုံးချိန်ပွဲထဲမှာရင်ဆိုင်ရမယ့်ညနေခင်းလေးတစ်ခုပါမက်ဆီအတွက်မာရာဒိုနာကိုကျော်လွန်မှုတကွက်ကြံတော့တဲ့အခွင့်အရေးပါဟယ်ရီကိန်းအတွက်အင်္ဂလန်ရဲ့နှစ်60တာစောက်ဆိုင်မှုကိုအဆုံးသတ်ပေးနိုင်တဲ့ညနေခင်းလေးတစ်ခုပါဒီညနေရဲ့ရလဒ်ကဘာဖြစ်လာမလဲဆိုတာတော့မသိသေးပါဘူးဒါပေမဲ့သေချာတာတစ်ခုကဒီပွဲစဉ်ဟာကမ္ဘာဖလားသမိုင်းမှာရေးမှတ်ထားစရာညနေခင်းတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာပါပရိသတ်တို့ရဲ့ခံမှန်းချက်ကရောဘယ်လိုပါလဲမက်ဆီလားဟယ်ရီကိန်းလားကိုမမပြောခဲ့လို့ရပါတယ်အခုလိုဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုစိတ်ဝင်စားရင် like လုပ်လေးနှိပ်ပြီး subscribe လုပ်ထားခဲ့လို့ရပါတယ်နောက်ထပ်ဘာအကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးရမလဲဆိုတာကိုကိုမမလည်းပြောခဲ့လို့ရပါတယ် okay နောက်ရမှပြန်တွေ့ကြတာပေါ့